ခုချိန်ထိတရုတ်ကုမ္ပဏီတွေစီကိုအလုပ်သွားလျှောက်တိုင်းစီကိုရဲ့ CV ဖောင်ကအင်္ဂလိပ်လိုအမြဲရေးပြီးရှောက်နေတော့မလား Hello 大家好ဒီနေ့ဗီဒီယိုကတော့ပေါ့နော် CV ဖောင်အကြောင်းကိုတရုတ်လိုလေ့လာမှာဖြစ်ပါတယ်ကိုကပေါ့တရုတ်ကုမ္ပဏီတွေစီကိုအလုပ်သွားလျှောက်တိုင်းကိုယ့်ရဲ့ CV ဖောင်ကအမြဲအင်္ဂလိပ်လိုပဲရေးပြီးတော့သွားပို့ပေးနေတယ်ဆိုရင်တော့သွားပြီးပေးနေတယ်ဆိုရင်ကိုကပေါ့နော်နည်းနည်းပေါ့အမှတ်နည်းနည်းလျော့နိုင်တယ်ပေါ့ဒါဆိုရင်ကိုကကိုယ့်ရဲ့ CV ဖောင်ကိုတရုတ်လိုရေးပြီးတော့သွားလျှောက်ပြီးတော့သွားလျှောက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ပထမအဦးဆုံးမှာပဲ CV ဖောင်မှာပဲကိုယ့်အတွက်အမှတ်ပိုရနိုင်တယ်ဒါမှမဟုတ်လေရေးချင်တယ်ဒါပေမဲ့လည်းတရုတ်လိုဘယ်လိုရေးရမှန်းလည်းမသိဘူးဘယ်လိုရေးပြီးတော့ဘယ်လိုသုံးရမှန်းလည်းမသိဘူးဆိုရင်တော့စိတ်ပူပန်နေတယ်ဆိုရင်တော့ဒီဗီဒီယိုကိုကြည့်ပြီးတော့လေ့လာကြည့်ကြရအောင်ဒီဗီဒီယိုမှာ CV ဖောင်ထဲမှာပါဝင်တဲ့ပါရမယ့်အချက်လက်တွေကိုတရုတ်လိုရေးပြီးတော့ရှင်းပြပေးထားတယ်နောက်ပြီးတော့တခြားကိုဟာကိုဖြည့်ဆွက်ချင်တယ်ဆိုရင်တော့ကိုဟာကိုဖြည့်ဆွက်လို့ရပါတယ်ဒါပေမဲ့ဒီထဲမှာနမူနာပေးထားတဲ့အကြောင်းအရာအချက်လက်တွေကတော့မဖြစ်အချက်လက်တွေဖြစ်ပါတယ်ဒါကြောင့်အတူတူလေ့လာကြည့်ကြရအောင်အရင်ဆုံးသူကကြတော့လေ CV ဖောင်ကိုဘယ်လိုပြောလဲဆိုတော့ကြံလိလို့အရင်ပြောရတယ် CV ဖောင်ကိုကြံလိဘာပြောလဲဆိုတော့အရှိမကချိုးကျကြံလိဆိုတာကတော့ချိုးကျဆိုတာကသူကလေအလုရှာနေတဲ့တဘောကိုပေါ့နော်ပြောချင်တာပေါ့ဒါပေမဲ့အဲ့ဒါကိုကြံလိပဲရေးပေးထားလဲရတယ်ဒါမှမဟုတ်လေချိုးကျကြံလိဆိုလဲရေးပေးထားလဲရတယ်နှစ်ခုလုံးကတော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့အဓိပ္ပာယ်ပြန်ခွဲမယ်ဆိုရင်တော့ချိုးကျဆိုတာကအလုရှာနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးစောင့်တယ်ပေါ့နော်ဒါပေမဲ့ကိုပေါ်မှာမူတည်တယ်ကိုကကြံလိလို့ပဲရေးချင်တယ်ရေးလို့ရတယ်ဒါမှမဟုတ်လေချိုးကျကြံလိလို့ပဲနှစ်ခုတွဲရေးရင်လည်းတွဲရေးလို့ရတယ်ဘာမှပြဿနာထူးမရှိဘူးနော်ဒါဆိုရင် CV ဖောင်ထဲမှာဘာတွေပါရမလဲဆိုတာကိုစကြည့်ကြရအောင်ပထမအဦးဆုံးကတော့အသေးချာပေါက်အမည်ပေါ့နော်အမည်ဆိုခါတိုင်းတော့အပြောမှာဆိုရင်မင်း字လို့သုံးတယ်ဒါပေမဲ့ဒီမှာတော့တရားဝင်ဆန်တဲ့စကားလုံးဖြစ်ရမယ်ဒီလိုလုပ်ငန်းသုံးပေါ့နော်အဲ့လိုမျိုးရုံးသုံးပုံစံမျိုးဆိုရင်တော့ရှင့်မင်းလို့ပြောရတယ်ပေါ့နော်ရှင့်မင်းဆိုတာ तू ကအမည်ကိုပြောတာပြီးသွားရင်ရှင့်ပြေဆိုတာကတော့ကြားမပေါ့နော်ယောက်ျားလေးလားမိန်းကလေးလားဆိုတာကိုဖော်ပြတဲ့စကားလုံးပေါ့နော်ပြီးသွားရင်မင်းကျူဆိုတာကတော့လူမျိုးပြီးသွားပြီဆိုတော့ရှောက်ထားလို့ဒီယာဒူးပေါ့ကိုရှောက်ထားတဲ့ယာဒူးကိုကိုကပြောပြရမယ်ဆိုရင်အဲ့ဒါကိုဘယ်လိုရေးပေးရမလဲဆိုတော့ချိုးကျကန်ဝေးလို့ပြောပြရတယ်နော်ချိုးကျကန်ဝေးရှောက်ထားလို့ဒီယာဒူးပြီးသွားပြီဆိုရင်ရှောက်ထားမိနေရဆိုတော့ကိုကမန္တလေးမှာအလုပ်ရှောက်ချင်တာလားကိုကရန်ကုန်မှာရှောက်ချင်တာလားကိုကမြင်းကြီးနားမှာရှောက်ချင်တာလားအဲ့လိုမျိုးတွေပေါ့အဲ့ဒါဆိုရင်တော့ချိုးကျတိတန်လို့ပြောပြရတယ်ဘာဖြစ်လို့လဲဆိုတော့တရုတ်မှာကျတော့တို့ကလေကိုကဘယ်နေရာမှာအလုပ်လုပ်ချင်တာလဲဆိုတော့တို့ကလေသိချင်တယ်နောက်တစ်ခုကြတော့မျော်မှန်းလာစာပေါ့နော်ဒါလည်းအရေးကြီးတယ်မျော်မှန်းလာစာဒါကြတော့期望薪资ကတော့တိပြီးသားပဲလာစာပေါ့期望ဆိုတာကတော့မျော်မှန်းတာပေါ့နော်ကိုစိတ်ကူးထားတာကိုတတ်မှတ်ထားတဲ့မျော်မှန်းလာစာအဲ့ဒါတွေကိုပြောပါတယ်ဒါကြောင့်မလို့ဒီချက်လက်တွေကလည်းမဖြစ်ထင်မှာပါပါတယ်ဒါဆိုရင်နောက်ထပ်မဖြစ်တဲ့အကြောင်းအရာလေးတွေကိုကြည့်ကြရအောင်နောက်တစ်ခုကြတော့ဗာလဲဆိုအိမ်တောင်ရှိမရှိပေါ့နော်အိမ်တောင်ရှိမရှိဆိုတာလည်းအရေးကြီးတယ်အဲ့ကြတော့婚姻情况လို့ပြောတယ်情况ဆိုတာအခြေအနေပေါ့ဒါတွေကတော့စကားပြောတဲ့ထက်မှာနည်းနည်းတော့ပါပြီးသားစကားပြောတဲ့မှာပေါ့婚姻ဆိုတာကတော့ဒီအိမ်တောင်ရေးကိုပြောချင်တာပေါ့နော်အဲ့ဒါဆိုရင်婚姻情况ဆိုရင်အိမ်တောင်ရှိမရှိပေါ့မရှိဘူးဆိုလည်းမရှိဘူးပေါ့ရှိတယ်ဆိုလည်းရှိတယ်ပေါ့နော်ပြီးတော့ဘာသာစကားကျွမ်းကျင်မှုဒီခေတ်မှာတော့ဘာသာစကားကျွမ်းကျင်မှုကအရေးကြီးလာတယ်တော်တော်များများတွေကဘာသာစကားအနည်းဆုံး2မျိုးလောက်ပြောတက်လာရမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ तू အဲ့ဒါလည်းထည့်ပေးရမယ်语言能力语言ဆိုတာကဘာသာစကား能力ဆိုတာကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ့နော်အဲ့လိုပြောတာအဲ့တော့语言能力ဘာသာစကားကျွမ်းကျင်မှုနောက်တစ်ခုကျတော့လုပ်ငန်းအတွေ့အကြုံကိုကလည်းဘယ်လုပ်ငန်းမှာအလုပ်လုပ်ခဲ့တယ်ဘယ်လုပ်ငန်းမှာလုပ်ခဲ့တယ်ဆိုတာလေကိုကဖော်ပြပေးတဲ့နေဒါကြောင့်မလို့အလုပ်ဆိုတာကုန်းကြော့အဲ့ဒါမို့လုပ်ငန်းဆိုတာလည်းတူတူပဲအဲ့တော့ကုန်းကြော့ချင်းရက်ဆိုတာကအတွေ့အကြုံကိုပြောတာအဲ့ကြောင့်မလို့ကုန်းကြော့ချင်းရက်လုပ်ငန်းအတွေ့အကြုံပြီးတော့နောက်တစ်ခုကတော့ကိုယ့်ရဲ့ပညာအရေးချင်းကိုလည်းကိုကဖော်ပြပေးရမယ်အဲ့ဒါကြတော့教育背景လို့ရေးပေးရတယ်เนาะသူလုံးစာသုံးမှာတော့教育ဆိုတာသင်ကြားပေးခဲ့တဲ့ပေါ့เนาะ背景ဆိုတာနောက်ခံ background ပေါ့အဲ့ကြောင့်မလို့ပညာအရေးချင်းဆိုရင်教育背景လို့သုံးပေးရမယ်နောက်တစ်ခုကျတော့ကိုလက်ရှိနေရဲ့လိပ်စာအဲ့ဒါ现ဆိုတာ现在ရဲ့现ပေါ့เนาะ居地区ဆိုတာလိပ်စာအဲ့တော့ရှန့်ကျွီး地区နေလက်ရှိနေရဲ့လိပ်စာပြီးတော့ဒီခေတ်မှာလည်းမတက်မဖြစ်တဲ့အရာတစ်ခုကတော့ကွန်ပျူတာပေါ့ဒါဆိုရင်电脑能力ကိုယ့်ရဲ့
ကွန်ပျူတာကျွမ်းကျင်တဲ့ skill ကိုလည်းဖော်ပြပေးရမယ်အဲ့တော့电脑能力နောက်တစ်ခုကြတော့ခြိထား能力ခြိထား能力ဆိုတာအခြားကျွမ်းကျင်သည့်အရာကိုကပေါ့တခြားဘာတွေကျွမ်းသိလဲအဲ့ဒါမှာကိုယ့်ရဲ့ emotional ကိုယ့်ရဲ့ပေါ့နော်ကိုကစိတ်ရှည်တတ်တာတွေအဲ့ဒါတွေလည်းဖော်ပြပေးလို့ရတယ်ကိုကတခြားဝါသနာပါတာတွေလည်းဖော်ပြပေးလို့ရတယ်နောက်တစ်ခုကြတော့ကိုတက်ခဲ့တဲ့ဥမာဘတ်စကတ်ဘောကစားတတ်တယ်ဒီလိုမျိုးဟာတွေလည်းကိုကဖော်ပြပေးလို့ရတယ်ဒါကြောင့်ဒီအချက်လက်တွေကတော့ကိုယ့်ရဲ့ CV ဖောင်ထဲမှာမရှိမဖြစ်လိုအပ်တဲ့အချက်လက်တွေပဲဖြစ်ပါတယ်ဒါကတော့ဒါမပါမဖြစ်အချက်လက်တွေကိုတရုတ်လိုရေးပေးထားတာဖြစ်ပါတယ်ဒါကြောင့်နောက်ကိုယ့်ရဲ့အလုပ်တွေတွားလျှောက်တော့မယ်တရုတ်ကုမ္ပဏီတွေမှာတွားလျှောက်တော့မယ်ဆိုရင်တော့ CV ဖောင်ကိုအမြဲအင်္ဂလိပ်လိုမရေးတော့နဲ့နော်တရုတ်လိုရေးပြီးတော့ CV ဖောင်လေးတွေပေးလိုက်ပါဒီဗီဒီယိုကအလုပ်ရှောက်မဲ့လူတွေအတွက်လည်းအသုံးဝင်မယ်လို့မျှော်လင့်တယ်ပြီးတော့ကိုယ်တငယ်ချင်းတွေထဲမှာဒီ CV ဖောင်ကိုတရုတ်လိုရေးတာအဆင်မပြေတဲ့လူတွေကိုလည်းဒီဗီဒီယိုလေးနဲ့ဝင်ပြလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်